ကျမမှာသမီး2ယောက်ရှိတယ်အကြီးမနာမည်ကဆွေးတယ်သူကလေအရန်ဝရိယကောင်းတာအမကြီးအမေရာဆိုသူလိုမျိုးအိမ်လုံးအတွက်ကိုလေသူကဥဆောင်တာနော်အော်ငယ်မာလေးကကြတော့လေနှင်းတဲ့နာမည်လေးနဲ့လိုက်တာကွယ်နှင်းပွင့်လေးတို့လေဖြူလျသွဲလျပြီးတော့လေဘိုင်းကောက်ကြောက်ပြီးမိန်းမပိတချက်စီကန်းကလေတီတီဝုန်းနဲ့နေတတ်တာနော်ကျမသမီးတွေက哎，先生， ဘာကိစ္စလဲမသိဘူးရေပိုက်ပြင်လို့နဲ့တူတယ် OK， 平常我来没得。 အော်နောက်ဖေးမှာနောက်ဖေးရပိုက် 哦，OK，过来我们。 ဟုတ်လို့ 我这包也不要，一百斤的用也包没路了。 ဟုတ်တယ်ပေါက်နေပါလားရှင် 这种没中了。 အော်နှစ်ခုလောက်တာပေါ့ 哎呀，俺那个米，啊，没包边，真的那些东西别去的嘞，后边有标了的，真的卤的。 အော်ရှင်းနာမည်လူသစ်လား OK，我说好嘛吧。 အော်ဟုတ်ကဲ့ 啊，没不嘞，那没卤的标了没？哎哎呦，标了啦，真的话，得铁路。 အော်ဟိုဘက်ရောက်ပြောင်းလာတဲ့တထေး ဟုတ်ကဲ့ကျွန်တော်ဒီမှာကုမ္ပဏီအထုတ်တဲ့စပ်ပြာ အော်ဆက်ပြလာရောက်တာလားမယူသေးဘူးရှင်အိမ်မှာအများကြီးရှိသေးတယ် အော်ဟုတ်ကဲ့ဟိုဘက်သွားရောလိုက်မယ် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ ဟုတ်ကဲ့တယ်တော့ဟာမဟုတ်ဗျာဟိုကျွန်တော်ကလေကျွန်တော်ကုမ္ပဏီအထုတ်တဲ့စပ်ပြာအဲ့ဒီစပ်ပြာကိုဒီမှာမိတ်ဖြစ်ဆွေဖြစ်ဆိုပြီးတော့လက်ဆောင်လာပေးတာ အော်ရှင်ကဒီဆက်ပြတွေကိုထုတ်တဲ့ပိုက်ရှင် ပိုင်ရှင် ကျမတို့အိမ်ကိုမေးပြစ်စစ်ပေးတယ်လာပို့တာ ဟုတ်တယ် ဆောက်ပေးတာအကုန်လုံး ဟုတ်တယ်ညီမလေးချောချောလေးကိုလာပေးတာ စောစောပြောပါရှင်ဒီကတော့မသားပါလေဟုတ်ကဲ့အိမ်ထဲပို့ထိုင်ပါအောင်လား မလီဖိုးယူလိုက်တာ ဟုတ်ကဲ့ နော် ပါရှင်ကြောက်ပါ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ဟုတ်လားပါဟုတ်ကဲ့ထိုင်ပါရှင်ဒါကျမရဲ့အိမ်လေးပေါ့ဟုတ်ကဲ့ကျမမှာသမီးလေး2ယောက်ရှိတယ် ဟာဟာလား ဟုတ်ကဲ့ ဟိုကျွန်တော်ကလေအပြိုးကြီးအောင်မိတာ ဟုတ်ကဲ့ကျမစငယ်မသားပါဟိုအမျိုးသားဆုံးသွားတာလေဒီ9နှစ်လောက်ရှိပြီလေအားကြောင့်သမီးလေး2ယောက်နဲ့မိတ်ဆက်ပေးမယ်နော် ဟုတ်ကဲ့ကျွန်တော်လည်းတားလေးတစ်ယောက်ရှိတယ် အော်ဟလာ ဟုတ်ကဲ့ အိမ်ပြန်ရောက်ပြီလား ရောက်ပါပြီခင်ဗျရောက်ပါပြီ ဟုတ်ကဲ့ရှင်ဟုတ်ကဲ့သမီးတို့ရေအဲ့တဲ့နဲ့မိတ်ဆက်ပေးခြင်းလို့ကော်ဖီလေးတစ်ခွက်ပါဖြော်ခဲ့ပါကွယ် ကလေးတွေလည်းမြင်မှုရတော့ ဟုတ်တယ်လားသမီးကော်ဖီချသူ သူကဟိုဟာလေအကြီးပါလေအကြီးပါလေရှင်ဒါ sweet လို့ခေါ်တယ်ဆရာ sweet ညင်းတဲ့ရုပ်ရှင်ကြည့်လို့အေးပြက်နေရကြတယ်စောစောစီစီလိုက်ကန်ဆိုတာမသိရလို့ဒီမျိုး အဲ့ဘယ်လိုပြောရလဲ ဦးလေးကိုပြောရနေမှာပေါ့ ဟောမဟုတ် ဟောတခါသူကဟာကြတော့နာမည်လေးကနင်းအငယ်မအဲ့လိုအကြီးနဲ့အငယ်နဲ့2ယောက်ရှိရရှင် ဟိုတမီးကရုပ်ရှင်နေကြည့်တာလားဟိုဘယ်ကားတွေကိုကြိုက်နေ စိတ်ကစားလူတော့က ဟော အိမ်လာတဲ့အဲ့လိုတောင်းမှပါပြီးကြလိုက် ဘယ်ရှုပ်ကြောနေရလေတခါ ကျော်ရတာ လာတတ်တာဒါလေလာတဲ့အဲ့တဲ့ဆိုလေအဲ့လိုမျိုးနောက်တာဟုတ်တယ် ဦးလေးပုံစံကိုကြည့်ရတာစိတ်ညစ်နေတယ်ဂိမ်းပေါင်း900စော့ကြည့်ပါလားဖုတ်ပစ်ဂိမ်းတို့ဖားပစ်ဂိမ်းတို့ ဟုတ်တော့ဘာလို့ဟိုဂိမ်းဆောက်လာတော့မဟုတ်ဘူးလေဟိုဒီမှာလေဒါလေးကိုလည်းရှိုးလိုက်ဒီကောင်လေးကိုလည်းရှိုးလိုက် ဟုတ်တယ်ကျမတည်တယ်ခုနတော့မိတ်ဆက်ပေးထားတယ်လေစက်ပြအနှစ်တယ်အများကြီးပဲတော့ကိုကျေးဇူးအများကြီးတင်တယ်ဒီလား အဲ့ဒါလက်ဆောင်လာပေးတာ စက်ပြလာ အား ပြီ ဦး လား လေးကဂိမ်းမစော့တတ်ဘူး ဂိမ်းမဆိုတာဘူး စက်ပြအနှစ်ဆိုတော့ရှယ်ပဲခိုင်းပကံဝင်စေးသားတယ် ဝေးသေးတယ်ဘယ်လိုပဲပါ နေဆွေဟိုကတော့ပါပဲဘာလို့ရှောက်ပြောနေရလဲကိုရအားနာလိုက်တာအားနာတယ်သူတို့ကလေလာတဲ့ဧည့်သည်ဆိုအမြဲအဲ့လိုအတီးပေါက်တင်နေနောက်တာအကြီးပါနေပဲ ဒါနောက်တာလား နောက်တာစိတ်မဆိုးနဲ့ ဟိုရတယ်ဟိုဒီလက်ဆောင်လေးပေးရတာကိုကျွန်တော်ကဝင်းတာနေပြီ ဟုတ်တယ်သိ ကျွန်တော်
ရမ်းပေးနေနေတာလေကျွန်တော်ပြန်ခွင့်ပြုအောင်ခင်ဗျာ ဟုတ်ကဲ့ပါရှင်ခါလေးမတော့တော့ မတော့တော့ပါဘူးခင်ဗျာဟုတ်ကဲ့ကျွန်တော်မတော့တော့ပါဘူးခင်ဗျာ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါငါကဘလို့ဖြစ်နေတာလဲဒီမှာတက်ဆောင်လာပေးတာလေ ကိုကြောင်းလာမေးရ စိတ်ငါတော့စိတ်ညစ်တာပါပဲဒီနှစ်ယောက်နဲ့ကြပါရှင်ဟုတ်တို့ထိုင်ကြပါရှင် ဟုတ်ကဲ့ ဒီတစ်ခေါက်လည်းလက်ဆောင်ပစ္စည်းတွေပါလာပြန်ပြီအားနာလိုက်တာ အားနာတရားမလို့ပါဘူးပါပြီဟောကိုတကောက်ကလာပေးတဲ့ဥစ္စာပကံဆေးတဲ့စပ်ပြအနှစ် ဟုတ်ကဲ့ ဒီတခါတော့အဝတ်လျှော်တဲ့စပ်ပြအခဲဒါပရော့တဲ့အသစ် ဒီကြည့်ပါဦးအခုရအရန်တော်တာပဲကြည့်ပါဦးဒီလိုစက်ပြအတုံးလေးလည်းထုတ်တယ် ဟုတ်ကဲ့ ဒါအဝတ်လျှော်တာဟုတ်ကဲ့ ဒါအဝတ်လျှော်တာသူကလေအစိုးအတင်းနေအကုန်လုံးပြောက်တယ် တကယ် ဟုတ်တယ် ဟုတ်ကဲ့ပါကိုကြီးကျေးဇူးတင်ဒီလောက်ပဲလားဒီထဲက ဒါလေးအကုန်ပေးပါလေ ဒါအကုန်ပေးပါ ဟုတ်တယ် ကျေးဇူးတင်လိုက်တာကိုကြီးဒါနဲ့သူလေးရ ဒါသားမိတ်ဆက်ပေးမလို့ခေါ်လာတာ သားလေးမင်္ဂလာပါကွယ်ကြည့်ပါဦးအကိုကြီးနဲ့တူလို့ထင်တယ်ချောလိုက်တာဟုတ်ကဲ့အနိမလည်းသမီးနှစ်ယောက်ရှိတယ်ကွယ်သားလေးရဲ့ခဏနေတော့မိတ်ဆက်ပေးဦးမယ်သမီးတို့ရေဒီမှာဧည့်သည်ရောက်နေတယ်ကော်ဖီဖြော်ခဲ့ပါကွယ်ခဏလေးဘာဟုတ်တယ်မိတ်ဆက်ပေးဦးမယ်ငါသမီးတွေကိုဒီမှာဟိုဘက်ချာအတူကြီးရဲ့သားတဲ့အတားတူလည်းမတူတော့ ဟိုသူကဖေးလူသား ဟုတ်တယ်မေကပြောထားတာလေတူတယ် ငယ်မလည်းအရန်ထူတာအကယ်ရဲ့အကယ်လိုပဲချုံလိုက်တာနော် ကဲဟုတ်ပါပြီဒီမှာကော်ဖီချလေမအဲ့တဲ့ဖြစ်မတောင်းလားဒါလို့တမကောက်ပြန်ပြောခဲ့မယ်နော်ပြန်လာမယ်ပြန်လာမယ် ကိုတက်ခွာအကူကြီးတားလေးလိုက်တောင်းပန်တာအောင်မယ်သူတို့နှစ်ယောက်ကလေဟိုအန်တီရဲ့သမီးအကြီးနဲ့အငယ်နဲ့အဲ့ဒီလာပြီဆိုတာနဲ့သူတို့နောက်တာဆောက်တာရမ်းတာ ဒါလေးနောက်တာပဲလား နောက်တာနောက်ပြန်ဟုတ် ဟဲ့ဒီပြန်ပြောခဲ့တက်လို့ ဟုတ်ကဲ့ လက်ခလုံးတာ ဟဲ့အကူကြီးရှိရလေကိုကြီးဖတ်တယ် ကဲအတွက်တစ်ခွက်ပြောလာမိသားလည်းသမီးရ ကိုကြီးမစတာ ဟုတ်ကဲ့ရပါတယ်ကော်ဖီရောမဟုတ်ကြောအများများနေအားနာကြတယ်ဟောကိုင်းဘာလို့လဲကြော ကိုင်းဆို ကိုင်းဆိုကျွန်တော်နာမည်ပြောတာကြော ဘာကြီးရဲ့နာမည်ကကိုင်းတဲ့ ဟုတ်ကဲ့ဟာလာလိုက်တာ ဒါနဲ့တားလေးကိုမေးရအောင်မယ်ဟိုတားလေးအိမ်တော်ပြုတ်ဖို့တွေပါရောမစင်းစားတော့ဘူးလားက ဟုတ်ကဲ့စဉ်းစားရပါတယ်ခင်ဗျာ ဟုတ်ကဲ့ အဓိကတားဖီနဲ့ဆင်ပြေပြီးတော့အချက်ပြုတ်လျှော်ဖို့အိမ်တော်မှုနိုင်တဲ့မိန်းကလေးမျိုးပဲတားရွေးချင်ပါခင်ဗျာ ကောင်းတာပေါ့ကွယ်ကောင်းတာပေါ့ မမေ ဟေး ဟုတ်သမီးလေးမမေတမိန်နေရှုံးမှုအချိန်ရောက်ပြီလေမမေနေပြီထင်တယ်ဟိုအခုဟိုဘက်စပြတော့နေလာပြီဆိုအတော်ပဲကဲရဲ့ဟိုသမီးအဝတ်လျှော်လိုက်ပါဦးမယ်ရှင် မေဟုတ်သမီးလေးလေနောက်ထွေးနောက်ဖေးပြည်စင်တွေကလေအိုးတွေခွက်တွေပကံနေသွားစင်းလာအောင်မနော်မေ အာအေးလိမ္မာလိုက်ကြတဲ့သမီးနှစ်ယောက် သွားလိုက်ပါဦးမယ်ရှင် အမလေးအမလေးအကိုကြီးနဲ့တားနဲ့အားလာလိုက်တာကလေးတွေအဲ့တိုင်းပဲဧည့်သည်လာပြီဆိုရင်လေ အစနောက်သားလုံးမဲလား ဟုတ်ကဲ့ငယ်မနင်ကဘာလာလုပ်တာ ဘာလာလုံးရမှာလဲဒီမှာအမေစက်ပြဘူးမှာလိုက်လို့လေအမေမနေ့က delivery နဲ့မှာထားတယ်ပန်းဝင်ကြော် စီကိုလာတော့လေ ဟဲ့လာပြီဟဲ့ ဒီပါ ဟိုလေဟိုစိတ်ကိုယ်တိုင်လေကိုကိုကိုင်စားဖို့
တမ်းမုံလာလေးကြော်လာတာ ဟုတ်ကဲ့ အပေါ်ရနော်ကိုကြီးအဲ့ဒါမနေ့ကမှလေဒလီပိုင်းနဲ့မနက်ကမှားထားတာဘယ်နဲ့ကိုယ်ဆင်းယူပေးလိုက်ရတာပေါ်လေ အေးအော်ဒီဆိုင်မစင်နဲ့ ဟုတ်ဘူးလား ဒါငါကိုယ်ကြော်ထားတာလို့ပြောနေရလေ ကိုကြီးအပေါ်ရပြောနေရကြည့်လားစက်ဦးတစ်လုံးကိုတော့လေကောင်းအောင်မပြုတ်တတ်ဘူး ဟဲ့ငယ်မနေလိုမျိုးငါလေခောက်ဆွဲစားပြီးတော့ခောက်ဆွဲပကံကိုအခန်းထဲမှာ6ရက်လောက်ထားပြီးမစေးတဲ့ဟာမျိုးလေမဟုတ်ဘူးလေ မအရာဘာထူးလို့လဲအမလေးအတွင်းကဖောင်းပြီးလို့လေကိုကားရ9ရက်9လီလေရက်လက်ပတ်အောင်ဝစ်တောင်း ဟဲ့နေလိုမျိုးလေအပြေးမှမဟုတ်ဘူးငါ तू ကလေတိလားဟိုအောက်ကပေါင်းပြီးလို့လေလက်နဲ့ချင်းနဲ့မထည့်ပဲလေခြေထောက်နဲ့ညက်ပြီးထဲတာ မိုင်းတော့ အစီကိုနေဘာမှပြန်ခံပြောတာကြောင့်ရှိ အမလေးမကြီးကကိုတော်ဆိုးသေးတယ်အမေကိုဆိုနေအမြဲတမ်းခံပြောနေတာ ဟာရှာစီ ဟေးဟေးဘာလို့ပြနေကြလဲဟိုစိတ်ကစားလို့မ ဘာလို့ပဲ ဟုတ်လား ဟုတ်တယ်ဟုတ်တယ် ဖေသူသမီးရှင်းပြပါရစေဟိုလေဟိုကိုကိုကိုင်းအတွက်လေအိမ်နောင်တဲ့အမျိုးသမီးတယောက်လေမျိုးသမီးကောင်းလေးလိုချင်လို့ရှိရင်သမီးကိုပဲရွရနော်ဟိုသမီးကလေဟိုအိမ်မှာဆိုလို့ရှိရင်အကြီးဆုံးအမကြီးအမေရအမေလေအိမ်တိန်လို့သူထမ်းရထားတာအိမ်တိန်လုံးကိစ္စရ အမလေးဒရာမာတွေပါပရဲ့သူ့တော့အတော့မလုပ်ဘူးတိလားသမီးရမလေးငယ်ရွယ်တက်လွက်ချက်ချပြီးတော့လေကိုကိုကိုင်းရဲ့အိမ်လို့ရှိရင်မျိုးသမီးလေးဖြစ်တဲ့နာ လုံးဝမဖြစ်နိုင်ဘူးဖေ သမီးကိုစဉ်းစား သမီး နေ ကပဲသမီးကိုပဲရွေးလိုက်ဖေသူကလုံးဝပဲပြည့်ပြည့်ဖေးသလားသမီးပြောမယ်ဖေဘယ်လိုလဲ ပြောပါတော့ပြောမယ်တော့ပါတော့ဘလို့တွေဖြစ်နေကြတာလဲဟိုစိတ်ကြီးစင်းရတော့ကွာဒီမှာမနေ့ကသမီးတို့အိမ်ကိုလာပြီးတော့မင်္ဂလာကိစ္စပြောမယ်ဒီလိုမကွန်းကြီး ဟုတ်ကဲ့ရှင် ကျွန်တော်ကလေနှစ်အိမ်ကိုတစ်အိမ်နဲ့ဖြစ်သွားအောင်မိသားစုနှစ်စုတစ်စုတည်းဖြစ်သွားအောင်အဲ့ဒါမင်္ဂလာကိစ္စလေးလာဆွေးနွေးတာပါကွာ ဆိုင်မစင်ဘုံမစင်ကိုကြီးရယ်ဒီနေ့ဒီလိုမျိုးစကားပြောလာလိမ့်မယ်ဆိုတာကျမကြိုပြီးတော့ခံမှန်းထားပါတယ်ဒါလေးโอเคကောင်းပါတယ်မင်္ဂလာရှိတဲ့စကားလေးဆိုတော့จิตติမင်္ဂလာပြည့်စုံလာပါရှင်ဟုတ်ကဲ့အေးဒီဘက်ကသမီးလေးယောက်ကရောဟိုဦးရဲ့စကားဘယ်လိုလေးအခြေအနေသုံးသပ်လဲ နေရလေနေရအင်းဆိုမှတော့တမီးကလည်းအင်းပေါ်လို့ အေးပါရွာဆွေရယ် ပြောညီမလေး နော်မ သမီးလေးယောက်ကလည်းဟိုညင်းစရာတော့မရှိပါဘူးဟိုသူတို့တွေကအကုန်လုံးခေါင်းမြိတ်ပါတယ်ရှင့်ဟုတ်ကဲ့မငင်းပါဘူးရှင့်ဟိုဒါပေမဲ့သားလေးရဲ့ဟိုသားလေးကိုတီတီဆုံးလို့ကျင်တာကဟိုနှစ်ယောက်စလုံးတော့ပဲဖြစ်ပါလေကွယ်ဟုတ်တယ်မလားတယောက်တော့ရွေးချယ်ရမှာပေါ့အဲ့တော့သားလေးဘသူ့ကိုများကြီးမှန်းထားလေလို့ ညာโอเคအဖေကတော့အဖေရှင်းအောင်ပြောတယ် ဟုတ်အေးပါ ဟိုအခုဟိုသားလေးကဘာပြောချင်တာလဲ ဒီလိုလေ ဟုတ်ကဲ့ အခုမင်္ဂလာကိစ္စဆိုတာလေ ဟုတ်ကဲ့ သားလေးကိစ္စမဟုတ်ဘူးခင်ဗျာ သားလေးကိစ္စမဟုတ်ဘူးဆိုတော့ဘသူကိစ္စများပါလဲဟို ကိုကြီးကိစ္စ ဘလို့သားလေးကိစ္စမဟုတ်ဘူးဆိုတော့သားလေးကသမီးချင်းနဲ့သမီးတော်ဟုတ်ရဲ့ရှင်ကကျမသမီးနဲ့ကိုရှင်ဘလို့စကားပြောတာလဲအောင်မလေးအိုကြီးအိုပါလေရုပ်ကပြည့်ရုပ်တလို့နေပြီးတော့ကျမရဲ့သမီးနဲ့ကိုဟဲ့လေလို့ဘာလို့ဒါလဲရှင်လေးကြားနေတယ်နော်ရှင်အခုချက်တော့ရှင်မလို့လူပြောနေ မဟုတ်ဘူးမကွန်းအခုကလေဟိုဒီသမီးနှစ်ယောက်ကိုဆိုလိုတာမဟုတ်ဘူးကျွန်တော်မင်္ဂလာစကားပြောမယ်ဆိုတာဟိုမကွန်းကိုကျွန်တော်ချစ်တယ်လို့ အဲ့လိုလားအခုရလေစားရရှင်းလင်းပြောတာမဟုတ်ဘူးဘေး ဘတ်ဗကန်စီးစစ်ပြအနှစ်ကနည်းနည်းလေးသုံးယုံနဲ့အမြုပ်ထွေအားကောင်းမှထူလာတယ်ရှင် ။အိုးခွက်ပကံတွေကိုစေးကြောရုံတင်မကဘူး။ဘေးစင်တန်ရှင်းလုပ်တဲ့နေရာမှာလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင် ဒီဆက်ပြားနှစ်ကအနတ်ဆိုးတွေကိုဖယ်ရှားပြီးပိုင်းရက်လက်လေးကိုဒါတက်ရှိမှဖြစ်ပါတယ်ရှင် ဘာစပြအနှစ်ကပကမပေနေတဲ့အစီနဲ့အညစ်အကြေးတွေကိုတန်ရှင်းတောက်ပြောင်းသေးတယ်မှတ်ထားလိုက် ဘတ်ကလက်ရည်ပြထိခိုက်မှုလည်းလုံးဝမရှိသေးပါဘူး ။ဘတ်ဆက်ပြခဲ့လေးရဆိုလို့ရှိရင်အဝတ်ထေတွေကိုပို့ပြီးဖြူစင်တောက်ပစေပြီးတော့အစွန်ထင်းများကိုလည်းဖယ်ရှားပေးရပဲဖြစ်ပါတယ်ရှင်။ပမာဏနည်းနည်းတုံယုံနဲ့အဝတ်များကိုအယောင်မကျစေတဲ့အပြင်မှုရင်းနဲ့လည်းပို့ပြီးတင်းပြန့်စေပါတယ်ရှင်။